ဒီနေ့အတွက်ဗီဒီယိုလေးမှာတော့ညီမတို့ကိုယ်စုံမှာရရှိနိုင်မဲ့ local brand မှတ်တထက် CV လေးတွေကိုမိတ်ဆက်ပေးရမှာဖြစ်ပါတယ်။မှန်တဲ့အလူမီနီယံကိုတရုတ်ပြည်မှာကုန်ကျန်းယူပြီးပြည်တွင်းမှာပဲဖြတ်တောက်တက်ဆင်ထားတဲ့ local မိတ်ပစ္စည်းလေးတွေဖြစ်တဲ့အတွက်ကြောင့် local brand ဟိုမှာ grade အဆင့်ရှိရဲ့ပစ္စည်းလေးတွေကိုအသုံးပြုချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုဒါအဆုံးသိကြည့်လိုက်ပါနော်။ပြည်တွင်းမှာပဲဖြတ်တောက်တက်ဆင်ထုတ်လုပ်ရေးလုပ်တဲ့ပစ္စည်းလေးတွေဖြစ်တဲ့အတွက်ကြောင့်အချိန်ကြာရင်မစောင့်ကျင်တဲ့သူတွေအတွက်လည်းလုံးဝကိုအဆင်ပြေတဲ့ CV လေးတွေဖြစ်ပါတယ်နော်။ကဲဒါဆိုရင်တော့ရရှိနိုင်မယ့် CV လေးတွေကိုတစ်ခုချင်းစီစပြီးမိတ်ဆက်ပေးပါမယ်။ထမောင်ဆုံးတစ်ခုကတော့ 90mm slide window CV လေးပဲဖြစ်ပါတယ်။ဒီ CV လေးကတော့ local slide window CV လေးတွေထဲမှာဈေးနှုန်းအသက်သာဆုံးနဲ့ရရှိနိုင်မယ့် CV လေးပဲဖြစ်ပါတယ်။ frame ကျယ်ကတော့ 90mm ရှိပြီးအလူမီနီယံအထူကတော့ 1.2mm ဖြစ်ပါတယ်။ဒီ CV လေးကတော့ဈေးနှုန်းအသက်သာဆုံးနဲ့ရရှိမှာကြောင့် budget save ဖြစ်တဲ့သူတွေအတွက်တော့တော်တော်လေးအဆင်ပြေတဲ့ CV လေးပဲဖြစ်ပါတယ်နော်။နောက်ထပ်မိတ်ဆက်ပေးမယ့် CV လေးကတော့ local slide window CV လေးတွေထဲမှာအသုံးအများဆုံးဖြစ်နေတဲ့ 108mm slide window CV လေးပဲဖြစ်ပါတယ်။ steel 6လမ်း3လမ်းပါဝင်ပြီး frame ကျယ် 108mm ရှိပါတယ်။6လမ်း3လမ်းပါဝင်တာကြောင့်ခြံလုံးစကားလေးပါထည့်သွင်းသက်ဆင်လို့ရပါတယ်နော်။ဒီ CV လေးကတော့အလူမီနီယံအထူ 1.4mm ရှိပြီးဈေးနှုန်းလေးရအစအတင်းတင်းလေးဖြစ်တာကြောင့်ညီမတို့ကိုဆိုရဲ့ local slide window CV လေးတွေထဲမှာတော့အသုံးအများဆုံးအနေနဲ့ရပ်တည်နေတဲ့ CV လေးပဲဖြစ်ပါတယ်။နောက်ထပ်မိတ်ဆက်ပေးမယ့် CV လေးကတော့ 100mm slide window CV လေးပဲဖြစ်ပါတယ်။ frame ကျယ်ကတော့ 100mm ရှိပါတယ်။ steel 6လမ်း3လမ်းပါဝင်ပြီးခြံလုံးစကားလေးပါထည့်သွင်းသက်ဆင်လို့ရပါတယ်နော်။ဒီ100 CV လေးရဲ့အလူမီနီယံထူကတော့ 1.4mm ဖြစ်ပါတယ်။ဒီ CV လေးကိုတော့ China brand မှတ်နှစ်ထပ် CV လေးတွေနဲ့အနည်းဆက်ဆုံးတူအောင်ထုတ်လုပ်ထားတဲ့အတွက်ကြောင့် local slide window CV ထဲမှာ quality အကောင်းဆုံးနဲ့အသုံးပြုချင်တဲ့သူတွေရွေးချယ်ပြီးတော့အသုံးပြုလို့ရတဲ့ CV လေးပဲဖြစ်ပါတယ်။နောက်ထပ်မိတ်ဆက်ပေးမှလေးကတော့ local brand နဲ့မှာရရှိနိုင်မဲ့တစ်ခုတည်းတော့ရုပ်ဖွင့် CV လေးဖြစ်တဲ့ 85mm case mount window CV လေးပဲဖြစ်ပါတယ်။ frame ကျယ် 85mm ရှိပြီးအလူမီနီယံထူကတော့ 1.4mm ဖြစ်ပါတယ်။ရုပ်ဖွင့်တရွက်ဖွင့်ပြီဆိုတာနဲ့ခြံလုံးစကားပါတရွက်ပါဝင်တာကြောင့်ကိုယ့်ရဲ့ position မျိုးအတွက်တော့အဆင်ပြေမှုရှိစွာအသုံးပြုနိုင်ပါတယ်နော်။ ground floor တက်လေးတွေအတွက် safety ဖြစ်စေရန်လည်းမှန်တကားနဲ့ခြံလုံးစကားရဲ့ကြားမှာအလူမီနီယံနဲ့ပြုလုပ်ထားတဲ့တံမှန်းလေးကိုလည်းထည့်သွင်းသက်ဆင်လို့ရပါသေးတယ်။ local made brand လေးတွေထဲမှာရုပ်ဖွင့် CV ကို grade A အဆင့်နဲ့ quality ကောင်းလေးသုံးချင်နေဆိုရင်တော့ဒီ85 CV လေးကိုဒါရွေးချယ်သုံးပြုလိုက်ပါနော်။နောက်ထပ်မှာတော့လူဝင်ချီကျော် open door CV လေးဖြစ်တဲ့80 CV လေးနဲ့မိတ်ဆက်ပေးပါမယ်။ကိုယ့်ရဲ့ position အမျိုးမျိုးမှာအသုံးပြုနိုင်ရန်အတွက်လက်ကင်ပတ်တာနဲ့ low accessory လေးတွေကိုလည်း quality ကောင်းလေးအသုံးပြုပေးထားပါတယ်။ဒီ CV လေးကတော့အလူမီနီယံထူ 1.6mm ရှိပြီးမှန်ရဲ့အထူကတော့ 6mm တန်းပါ single glass ဖြစ်ပါတယ်။မရော့ကိုဆိုမှာဆိုရင်လူဝင်ချီကျော် main door ဝင်မောင်းတကားကိုမှအခုလိုမျိုးပေါင်ပါတဲ့ဒီဇိုင်းလေးနဲ့လည်းရရှိနိုင်တယ်လို့ပေါင်မပါပဲ12mm တန်းပါ glass နဲ့ပြုလုပ်ထားတဲ့ hydraulic door design လေးတွေကိုလည်းလူချင်းမင်းတို့စိတ်တိုင်းကြဝယ်ရရှိနိုင်ပါတယ်နော်။ဆလိုက်ဒေါ်ဒီဇိုင်းနဲ့ပတ်သက်ရင်လည်းအခုလိုမျိုး2ရွက်ဆလိုက်ဒီဇိုင်းရှင်ခွဲ4ရွက်ဆလိုက်ဒီဇိုင်းနဲ့တစ်ဖက်ထဲကိုပဲ4ရွက်စလုံးကိုဆွဲကပ်လို့ရတဲ့ဒီဇိုင်းလေးတွေရာစားပြုလုပ်လို့ရပါတယ်။နောက်ထပ်မှာဆိုရင်တော့နေရာယူတက်တာတဲ့ pocket door design လေးတွေရာစားဝယ်ရရှိနိုင်ပါသေးရဲ့နော်။အခုဗီဒီယိုလေးတွင်ထဲမှာပြသပေးခဲ့တဲ့ CV လေးတွေအကုန်လုံးကညီမတို့ကိုဆိုရဲ့ local brand မှန်တထက် CV လေးတွေပဲဖြစ်ပါတယ်။ဒါကြောင့်စိတ်ဝင်စားရဆိုရင်တော့ညီမတို့ကိုဆိုမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။